ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Diamond Flame OS Movie Recap Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ပုံမှန်တင်ဆက်ပေးနေကြဇာတ်လမ်းလေးတွေလို့မဟုတ်ပဲအောက်လမ်းမော်ပညာတွေတင်ယူတတ်မြောက်ပြီးမြေပိုင်ရှင်မျိုးရိုးတွေကချွေးမဖြစ်သူဟာသူ့ရဲ့အတားစိတ်နဲ့မချုံမလွတ်နိုင်ပဲဆိုင်ကြီးထဲမှာချိတ်ပိတ်ထားခံခဲ့ရပါတယ်ဒါကိုမင်းသားနဲ့မင်းသမီးဟာမထင်မှတ်ပဲသူ့ကိုလွတ်ပေးလိုက်မိပါတယ်ဆက်ရှင်နဲ့ကြောင်လောင်ကျွမ်းနေတဲ့လက်စားချီလူစိတ်ဒေါသမီးတွေနဲ့ဒီမကောင်းဆိုးအားမကြီးလွတ်မြောက်လာတဲ့အခါမှာတော့မိသားစုတစ်စုလုံးကိုဘယ်လိုလဲစားချေလာမလဲဆိုတာဆက်လက်ရှုစားကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel ဆိုရင်ကြည့်ရှုနာဆင်သူတွေအနေနဲ့အချိန်ကုန်သက်သာပြီးဘဝမောတွေပြပြောက်စေဖို့ကိုအဓိကထားတင်ဆက်ပေးနေတာဖြစ်လို့လက်ခံ subscribe မလုပ်ရသေးရင်လုပ်ပေးထားဖို့နဲ့စကားသစ်တင်တဲ့ခါတိုင်းမှာသိရဖို့အတွက် notification လေးကိုနှိပ်ပေးသွားကြပါဦးခင်ဗျာဇလန်လေးကိုမစားခင်မှာ VPN လေးဖွင့်ပြီးကြည့်ရှုပေးဖို့ကိုလည်းတောင်းဆိုလိုက်ရပါတယ်ခင်ဗျာဇလန်စမှာတော့လွန်ခဲ့တဲ့ session နှစ်တုန်းကမော်တက်ပညာမှာတစ်ဖက်ကမ်းမတက်ကျွမ်းကျင်တဲ့မော်ဝိဇာပညာရှင်ကြီးဟာဂရမန်နန်တွေကိုရွတ်ဆိုပြီးတော့အင်ကြီးထဲမှာအစီအရင်တစ်ခုကိုလှုပ်ဆောင်နေပါရီသူရွတ်ဖက်ပူဇော်နေစဉ်အတွင်းမှာပဲအင်ကြီးထဲမှာရှိတဲ့ပစ္စည်းတွေဟာတစ်ခုပြီးတစ်ခုကွဲချေပျက်စီးနေပြီးမြေပိုင်ရှင်ကြီးရဲ့ချွေးမဖြစ်သူကိုဒရတိုက်ဆွဲခေါ်သွားခဲ့ပါရီအင်ကြီးရဲ့ပေါ်တက်ကိုရောက်မှကိုတင်ပြလာပြီးငါ့ကိုမောင်းမထုတ်ကြနဲ့လက်စားမချေရသေးပဲငါဘဲမှမသွားနိုင်ဘူးလို့ပြောလိုက်တဲ့အချိန်ပေါ်ဝိဇာပညာရှင်ကြီးရဲ့ဂါရမန်နန်တွေနဲ့ရွတ်ပတ်ထားတဲ့ဆမ်မန်းနဲ့ပြပေါက်လိုက်တဲ့အခါမန်ဂျူလီယာတရေမကြီးဟာအခန်းထဲကိုလွှင့်ဆင်သွားပြီးအဲ့ဒီအခန်းကြီးကိုလည်းအစီရင်တွေနဲ့ချီနှောင်ထားလိုက်ပြီးမန်ဂျူလီယာတရေမကြီးကိုဆိုင်ကြီးရဲ့အပေါ်တဲ့အခန်းထဲမှာပိတ်လောင်ထားခဲ့လိုက်ပါရီအဲ့ဒီချိန်တွေကမြေပိုင်ရှင်မိသားစုကြီးဟာဘိုးဘွားပိုင်ဆိုင်ကြီးကိုပိတ်ထားခဲ့ကြပြီးနောက်ထပ်အိမ်ထိန်မှာပြောင်းလဲနေထိုင်ခဲ့ကြပါရီဆက်ရှင်နဲ့ကြာပြီးတဲ့နောက်ယနေ့ခေတ်ကိုရောက်လာတဲ့နေ့မှာပဲကေဘယ်ကားတစ်စီးထဲမှာဘသူအိမ်မက်မသိပါလာခဲ့ပါရီကားရီကလူတွေကအိတ်ကြီးကိုဘုံထင်းနဲ့လန့်နေကြပေမဲ့အိပ်ပန်ရှင်မင်းကလေးဟာကေဘယ်ကားနောက်တစ်စီးနဲ့အနောက်ကနေသူ့အိတ်ကိုယူလာပြီးမှုရူဟန်ကိုလမ်းပြောနေခဲ့ပါရီရူဟန်လည်းယူသွားပြီးခဲ့ပြီးတော့မိတ်ဆက်ရင်နဲ့အနောက်ကနေတောက်လျှောက်လိုက်နေခဲ့ပါရီရီကတော့မိုးရက်မီကိုသူမရဲ့မင်္ဂလာပွဲအတွက်ပြန်มาဖြစ်ပြီးရူဟန်ကတော့ဒေလီကိုသွားမယ်လို့သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြတာပဲဖြစ်ပါရီအခုလဲရူဟန်ကရီရဲ့ဖုန်းကိုယူသွားပြီးတာကိုသူမရဲ့ဖုန်းနံပါတ်ကိုတောင်းနေတယ်နဲ့ငငါ့ကိုကူညီလိုက်တာနဲ့ပဲအခွင့်အရေးရမယ်ထင်နေတာလားဆိုပြီးဖုန်းကိုလွှင့်ပြလိုက်ပေမဲ့သူပြလိုက်တဲ့ဖုန်းကသူမရဲ့ဖုန်းပဲဖြစ်နေခဲ့ပါရီကားပေါ်မှာလည်းရူဟန်ရဲ့ဖုန်းနဲ့ပဲသူမရဲ့မကြီးဖြစ်သူကိုဖုန်းဆက်ခဲ့ပါရီမကြီးဖြစ်သူကနေမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြတာလေတခုခုတော့မေးပါအောင်လို့ပြောလိုက်တဲ့အခါမကြီးရဲ့ကျမကိုဆရာဝန်ဖြစ်ဖို့လွှတ်လိုက်ပြီးပြန်ခေါ်တဲ့ချိန်ကဒဇိန်တယောက်နဲ့လက်ထပ်ပေးဖို့အတွက်တည်းလားစာကေကလူကောင်းတယောက်ပါလို့ပြောနေတော့မှပဲဘေးကနေဖုန်းကိုဆွဲလို့ပြီးတော့ရီရဲ့ညီမဖြစ်သူကနင်ကကံကောင်းတဲ့သူပါဒါတော့ကောင်းနေရင်လည်းနေမဲလက်ထပ်လိုက်လို့ပြောပြီးဖုန်းချပစ်ခဲ့ပါရီလူဟန်ကတော့ဖုန်းချလိုက်ချိန်မှာနင်ကစာကေတဲ့ပိုကောင်းတဲ့လူနဲ့ရတင်တာပါသူ့ကိုသူအချားမြင်ရနေရဲဆိုပြီးနင်ကရာဂျီစတန်ကမလားနင်အဖေနာမည်ကထာကူဘီဂျင်စင်မလားနင်ကဆေးကြောင်းမှာ၄နှစ်လောက် MBBS တက်နေတာမလားလို့ပြောလိုက်တဲ့ချိန်ရေဒီယိုအန်အော်တလူလိုနဲ့နင်ကတကယ်ပဲအချားမြင်ရနေရလားအန်အော်ဆရာပဲငါလည်းနင်ကိုပြန်ပြောပြမယ်ဆိုပြီးလူဟန်ရဲ့အကြောင်းစုံကိုပြောပြလိုက်ပါရီတကယ်တော့ရူဟန်က Facebook အကောင့်ကနေရီရဲ့ channel တွေကိုရှာထားခဲ့ပြီးပြောနေတာဖြစ်တယ်လို့ရီကလည်းသူ့နည်းတူပြန်ပြောပြခဲ့တာပဲဖြစ်ပါရီခမရတို့ FA တွေလို့မဟုတ်ပဲအခွင့်ကြုံသူတို့နေရာယူတတ်တဲ့ရူဟန်ကတော့မင်းကဒါတွေပဲမြင်လာလား relationship နေရာမှာလဲစင်ငယ်လို့ရေးထားတာတွေ့ရမလားလို့ပြောလိုက်ပါရီသူတို့နေရာနေသွားတဲ့ကားဆရာကနေဒီနေရာမှာမိနစ်20နားပါမယ်လို့អော်ခဲ့ပါရီဒေတာတူဖြစ်တဲ့ရူဟန်ကတော့သူ့အကြောင်းကိုစတင်ပြီးချင်းမွန်ငံဖွင့်မာရီငါမိဘတွေဆုံးသွားပြီးကြတဲ့ကလွယ်လေးတစ်လုံးနဲ့ခရီးထွက်နေတာဒီနေရာထိရောက်လာခဲ့ပြီးပြီးကြတဲ့လကဆိုကိုချက်ကိုစွန်သွားလို့တာအရီရင်ကဗနာရက်ကိုကွန်းသွားစားခဲ့တာဘွားဆိုတာဒီလိုပြတ်တန်းရတာလေလို့ပြောပြခဲ့ပါရီရီရဲ့အကြောင်းကိုပြန်မိတဲ့အခါမှာတော့ကျောင်းကနေအဆောင်ကနေကျောင်းဒီနေ့လုံးတော့ရီလိုနေခဲ့တာဖြစ်ပြီးသူမဖေရဲ့တင်းကျပ်တဲ့စီကန်းတွေအောက်မှာပဲတစ်ချိန်လုံးနေခဲ့အကြောင်းပြောပြခဲ့ပါရီဒီစကားကိုကြားပြီးတော့ရူဟန်ကလေရီနင်းဘွားကြီးကရိုးရှင်းလိုက်တာပါတီတွေပွဲတွေရောသွားဘူးလားလို့မေးပြီးမသွားဘူးရင်အခုသွားကြမယ်လို့ခေါ်တဲ့ချိန်ကားဆရာကြီးကလည်းထွက်မေးသွားမေးဟိနဲ့လမ်းခေါ်နေခဲ့ပါရီရီလည်းကားပေါ်တက်သွားပြီးတော့သူမရဲ့အိတ်ကိုယူကရူဟန်နဲ့တူပွဲတစ်ခုကိုသွားဖို့ကားပေါ်ကနေပြန်ဆင်းလာခဲ့ပါရီနေနောင်တွေကြားမှာပြုလုပ်တဲ့ကားပွဲတစ်ခုမှာကားကိုဝင်နေအချိန်ဖြုံးခဲ့ကြပြီးကားဂိတ်ကိုပြန်သွားတဲ့အချိန်မှာကားဂိတ်တစ်ခုလုံးမရုံသုံးကားဖြစ်နေကြပါရီအကြောင်းကတော့ရူဟန်နဲ့ရီတို့မနက်ကစီးလာတဲ့ကားလန်တိုဝါမှာပဲရှိုးရဲကိုထိုးကြပြီးကားပေါ်ပါလာသမျှခရီးသည်တွေအကုန်တေဆုံးခဲ့ကြလို့ပဲဖြစ်ပါရီသူမရဲ့ဖုန်းကကွဲနေတဲ့အတွက်လမ်းဘေးကဖုန်းနဲ့ဆက်နေခဲ့ပေမဲ့သူမရဲ့တန်ကိုသူညီမကတော့မကြားရပဲသူညီမရဲ့တန်ကိုတော့ရီတယောက်ကောင်းကောင်းကြီးကြားနေခဲ့ပါရီငါနေတိုင်းနေနဲ့ရီမင်္ဂလာပွဲပြတ်ပါစေလို့ဖះမှာဆူတောင်းနေကြတာငါတို့တွေအတူတူနေရအောင်လေဖះသခင်ကငါအမကိုတေးစေပြီးတော့ဆူတောင်းကိုဒီလိုဖြည့်စေးပေးလိုက်မယ်လို့တကားမှမထင်မိခဲ့ဘူး
ငါမကငါဆူတောင်းကြောင့်ကားမောက်ပြီးသေးသွားပြီဆိုပြီးရီနဲ့လက်ထက်မဲ့ကောင်လေးကိုဖက်ပြီးငိုရင်းပြောနေခဲ့ပါရီတကယ်တော့ထရီရှာသူအမလက်ထက်မဲ့သူနဲ့ချစ်ကြိုက်နေတာဖြစ်ပြီးရီကဒီဖြစ်စဉ်အကုန်လုံးကိုဖုန်းထဲကနေချားနေခဲ့ပါရီဒါကြောင့်အိမ်ကိုမပြန်ဖို့စဉ်းစားဆုံးဖြတ်လိုက်ပြီးသူကသူညီမချေရတဲ့လူနဲ့မင်္ဂလာပွဲပြီးတဲ့အထိတေလူပြစ်ပုံနေဖို့စိတ်ကူရခဲ့ပါရီဘေးမှာရှိနေတဲ့ရူအန်ကိုလည်းနင်ကလဲဘက်သွားလာကြည့်နေတာမလားအဲဒီတော့ဘဝနီကဲကိုလည်းသူမနဲ့တူလိုက်ခဲ့ပြီးဖို့ပြောလိုက်ပါရီအစားကတော့မလိုက်ဖို့ပြောခဲ့ပေမဲ့ရီကတောင်းဆိုတဲ့အခါမှာတော့သူလည်းမငင်းနိုင်မဲလိုက်ခဲ့ရပါပြီရီယာသူမငငယ်ကနေထိုင်ခဲ့တဲ့စံအိမ်ကြီးကိုခေါ်သွားပြီးဒီအိမ်ကြီးမှာခဏတာပုံးရှောင်နေထိုင်ဖို့လာခဲ့တာပဲဖြစ်ပါရီမန်ဂျူလီကတရေမကြီးကိုဖမ်းဆီးချုံနှောင်ထားတဲ့အင်ဂျီလည်းဖြစ်ပါရီစံအိမ်ကြီးကလူသူမနေထိုင်တဲ့အတွက်အမိုက်ဒရိုက်တွေအဖြစ်နဲ့ခြောက်ချောက်ဖွေရကောင်းလို့နေပါရီသူမကတော့ငငယ်ကနေထိုင်ခဲ့တော့မကြောက်ပေမဲ့အခုမှရောက်ပူတဲ့ရူအန်ဒီနဲ့ဂျော်ချန်စရာကောင်းအောင်ဖြစ်နေခဲ့ပါရီရွာသားတွေကတော့တင်သားခေါ်ကြတဲ့ဒီတစေအိမ်ကြီးမှာမန်ဂျူလီကတရေမကြီးကိုဖမ်းဆီးချုံနှောင်ထားကြောင်းကောလာဟာလာတွေရှိခဲ့ပေမဲ့သူမကတော့မယုံကြောင်းပြောရင်းတကားရှိကိုရောက်လာကြပါပြီတကားကတော့နဲ့ပိတ်ထားတော့ရူအန်လည်းပြောသွားပြီးတော့ဒါသွားရအောင်တကားတော့ခတ်ထားတယ်လို့ပြောလိုက်တဲ့ချိန်တကားမှခတ်ထားတဲ့တော့အလိုလိုပွင့်ထွက်သွားပြီးတကားကြီးကပါတပြေးပြေးပွင့်သွားခဲ့ပါရီရူအန်ကဒီဖြစ်စဉ်ကမယိုးသားဘူးလို့တွေးလိုက်မိပြီးတော့ကတန်ကြီးကိုင်းနေလို့ပြတ်သွားတာတကားကလေတိုက်လို့ပွင့်သွားတာလို့အကြောင်းရင်းတိုက်ဆိုင်တာကြောင့်ဒီလိုဖြစ်ရတာလို့ပြောပြခဲ့ပါရီကြောက်ကြောက်လန့်လန့်နဲ့ပဲအိမ်တွင်းထဲကိုစားဝင်နေတော့မှကြောင်တဲ့တကောင်ဟာရူအန်ကိုစတင်တိုက်ခိုက်ပါရီကျောင်းကြီးကိုနတ်ကြောင်ကြီးလို့မအောင်နေတဲ့ရူအန်ကိုရီတယောက်သဘောကျရင်သူတို့နေမဲ့ခန်းစီကိုရောက်အောင်သွားနေကြပါရီခေတ်တဲ့လူငယ်တယောက်ဖြစ်ပြီးဘာလို့တစေတရေတွေကိုယုံကြည်နေတာလဲလို့မေးတဲ့အချိန်ရူအန်ကတော့ယုံတော့ယုံနေအပြေးဝမယုံဘူးလို့သာပြန်ဖြေနိုင်ခဲ့ပါရီဒါပေမဲ့ရီကဟော်ဂန်ထဲမှာမန်ဂျူလီကရှိနေတာထင်တယ်လို့ပြောလိုက်တဲ့အခါမှာအင်ကြီးတစ်ခုလုံးမီးတွေလင်းလာပြီးတော့ရူအန်လည်းရီကိုလှမ်းဖက်ထားလိုက်ကရွာဘက်တွေမှာကမီးပဲဖြတ်တာမလားဘလို့ဖြစ်လို့ဒီအချိန်မှမီးကထလာရတာလဲငါမှရေတုံပန်းတို့ရှိလိုက်တာလို့ပြောနေခဲ့ပါရီခဏကြာမှာတော့အင်ရှိကိုစပိန်နဲ့ဖြန်နှင်းသွားတဲ့ပုံနာငယ်အင်ကြီးအားတကားကြီးလဲပွင့်လက်တိုင်လုံးနဲ့မီးတွေထင်းထင်းလင်းနေတာကိုတွေ့သွားတော့အော်ပြီးပြန်ပြေးခဲ့ပါရီမြေပိုင်ရှင်ကြီးပြဿနာတော့တက်ပြီးအပြက်ကိန်းဆိုင်ပြီးလို့အော်ဝင်လာပြီးတော့ရီယာအတုပအခမ်းအနားပွဲကိုရပ်တန့်စေခဲ့ပါရီဘာဖြစ်လာတာလဲလို့မေးတဲ့အခါမှာစံရင်ကြီးရဲ့တကားပွင့်နေပြီးတိုင်လုံးနဲ့မီးတွေလင်းထိန်နေတာကိုတွေ့ခဲ့ကြောင်းပြောပြခဲ့ပါရီသူ့ဘွားရဲ့မတရားတွေနဲ့ပြည့်နေတဲ့ဒီအင်ကြီးမှာဒန်းပေါ်မှာဆိုရင်သူ့အဖေကချော့တိတ်တာသူမကြီးကအဆိုပါပေါ်မှာခေါင်းကိုစီနဲ့နှိမ့်နေပြီးတော့ဆိုပါဘေးနားမှာဆိုတူလေးနဲ့အတူစောခဲ့တာလို့ပြောနေတော့မှပဲမိပိုင်ရှင်မိသားစုကြီးကဓားတွေထုတ်တွေကင်ဆွဲလျက်ဆိုင်ဟောင်းကြီးကိုဘသူဖွင့်လာလဲလာရောက်ကြည့်ရှုစစ်ဆေးပါရယ်ပရိကျင်မှာဗမာပုံရမင်းမသိနေတဲ့ရူအန်နဲ့ရီတို့ဖျားရခက်နေကြပါပြီနောက်ဆုံးမှာတော့ကြံရမရတဲ့စုံချော်လဲရောထိုင်တဲ့ရူအန်တယောက်မီးစင်ကြီးကားပါရယ်သူဟာဝိညာဉ်တွေနဲ့စကားပြောနိုင်တယ်လို့ဝိညာဉ်တွေခိုင်းတာကိုလည်းဖြည့်ဆည်းပေးရအောင်ပြောလိုက်တဲ့အချိန်မှာတော့မိပိုင်ရှင်ကြီးမိသားစုကတော့သူစကားကိုမယုံကြည်ခဲ့ကြပါဘူးဒါပေမဲ့ခုနကတော့ရီပြောပြထားတဲ့သူမရဲ့အကြောင်းတွေကိုကိုးကားပြီးပြောဆိုလိုက်တဲ့အချိန်မှာတော့အကုန်လုံးကိုလည်းယုံသွားပြီးတော့ဘာလို့ဒီစံရင်ဟောင်းကြီးကိုလာရတာလဲစံရင်တစ်ကိုလာရင်ပြီးတာပဲလို့ဦးလေးဖြစ်သူကပြောလိုက်ပါတယ်ရီရဲ့နောက်ဆုံးဆန္ဒအရသူရဲ့အမတ်တရားတွေနဲ့ပြည့်နေတဲ့အင်ကြီးထဲမှာမိသားစုတွေနဲ့တူတစုတစည်းတဲ့နေခြင်းလို့ပါလို့ပြောတော့မကြီးဖြစ်သူကအဖေမန်ဂျူလီကာကိုဘယ်လိုလုပ်ချမလဲသူ့ကိုဖမ်းချုပ်ထားတယ်လေရီရဲ့ဆန္ဒဆိုလဲရတယ်လေတမိသားစုလုံးငါတို့ဒီကိုပြောင်းနေကြမယ်ဒါပေမဲ့မန်ဂျူလီကာကိုဖမ်းချုပ်ထားတဲ့အခန်းကိုတော့ဘယ်သူမှထိခွင့်မရှိဘူးလို့မြေပိုင်ရှင်ကြီးကအမိန့်ပေးလိုက်ပါတယ်အကုန်လုံးဆိုင်ရင်တစ်ကိုပြန်သွားတဲ့ချိန်ဦးလေးနဲ့သူသားလေးကမပြန်ပဲရဲချီနေတော့ဟိတ်မပြန်သေးပဲဘာလို့နေတာလဲပြန်ကြတော့လေလို့ပြောတဲ့အခါဦးလေးဖြစ်သူကငါဘာသာပြန်ရင်ပြန်มาဘောလို့ပြန်ပြေးလိုက်ပြီးလူကအနောက်ကဝိညာဉ်နှကောင်ကိုပြောတာပါဦးလေးတို့ကိုပြောတာမဟုတ်ပါဘူးလေဆိုရောဦးလေးနဲ့သူသားလေးလည်းတကြိုးတဲ့တန်းပြေးပါတော့တယ်ဘယ်သူမှမရှိတော့တဲ့ချိန်ရီကရူအန်နေကပြဿနာတစ်ခုလုံးကိုဖြေရှင်းလိုက်တာပဲအကုန်လုံးကတော့ဒီအင်ကြီးမှနေနိုင်အောင်စီးအောင်နိုင်ရင်စာဂရနဲ့ထရီရှာလက်ထပ်ဖို့လက်ခံလာအောင်နင်းလုံနိုင်မှာပဲလို့ပြောတော့မတန်ကျွန်တော်ဒီကနေကူးချက်ချင်းပဲထွက်သွားပါတော့မယ်သူတို့နင်းအသက်ရှင်နေတာကိုတွေ့ရင်ငါ့ကိုတက်ပစ်လိုက်မယ်လို့ပြောတော့မတော်ပါနဲ့ငါ့ကိုဒီမှာဘယ်သူမှမတွေ့ဘူးဒီဆိုင်ကြီးကအဝင်ကပါဆိုင်ကြီးဈေးညလန်း15ခုနဲ့အခန်းပေါင်း90လောက်ရှိတယ်ဘယ်သူမှမတွေ့အောင်ပုံနေနိုင်တယ်လို့ပြောပြလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့အင်ကြီးတွေကိုတန်ရှင်းလုပ်လိုက်ကြပြီးရီယန်နာရဲ့ခန္ဓာကိုလည်းကျင်းပနေကြပါတယ်ဦးလေးပြည့်သူအပေါ်တက်ကိုရောက်သွားတဲ့အချိန်မှာမန်ဂျူလီကာကိုဖမ်းဆီးချုံနှောင်ထားတဲ့အခန်းသားကိုရောက်သွားပြီးအခန်းထဲကနေအရေးမဲကြီးဖြတ်သွားတာကိုမြင်လိုက်ရတော့ပြန်လဲပြေးခဲ့ပါတော့တယ်။နိုင်မှမကြီးကလည်းငါတို့ကမင်္ဂလာပွဲလုပ်ရမှာကိုအမင်္ဂလာပွဲလုပ်နေရတယ်လို့ညှိတွားနေချိန်မှာအခါကွင်းသိရင်တင်တယ်လို့နေရာယူတက်တဲ့ရူဟန်ကမင်္ဂလာပွဲလုပ်ရမှာပါလို့ပြောလိုက်ပြီးဘယ်သူလဲလို့မေးတော့ထရီရှာလို့ပြန်ပြေးခဲ့ပါတယ်။မြေပိုင်ရှင်ကြီးကငါသမီးကြီးထေတာမှမကြသေးဘူးအငယ်ကပါမင်္ဂလာဆောင်ရအောင်မှလာကွာလို့ပြောတော့ဒါကရီရဲ့ဒုတိယမြောက်ဆန္ဒပါအရင်ကစီစဉ်ထားသလိုပဲဒန်းတင်မဲနဲ့ဒန်းတင်မဲစေစက်တဲ့နေ့စေစက်မဲလက်ထံမဲနဲ့လက်ထံမဲဝါချတာတကူကသတို့သမီးနေရာမှာရီမဟုတ်ပဲထရီရှာပြရမယ်တဲ့
ဒီစကားကိုကြားတော့မဖြစ်နိုင်ဘူးဒါကြီးကလုံးဝမဖြစ်နိုင်ဘူးဆိုပြီးပြောတဲ့ချိန်ရီရဲ့ဝိညာဉ်ကစကားလာပြောတယ်လို့နဲ့ရူဝမ်ရဲ့အလိညာတွေစတင်ပြောပါတော့တယ်ရီကပြောနေတယ်သူကမိသားစုနဲ့ပျော်ပွဲရှင်ပွဲလုပ်ချင်နေတာအခုလိုမျိုးမိသားစုတွေဝမ်းနည်းပူဆွေးနေတာကိုမလိုချင်ဘူးတဲ့ဒါမှသူလည်းကောင်းရမုံရရောက်သွားမှလို့ပြောပြလိုက်တော့ဒီပိုင်ရှင်ကြီးကလည်းလက်ခံလိုက်ပါတော့တယ်ဦးလေးဖြစ်သူကရီရဲ့ဝိညာဉ်နဲ့စော်ကစားနေတယ်လို့ဒီပိုင်ရှင်မိသားစုတွေကအမျိုးသမီးတွေကိုရီရဲ့ဝိညာဉ်ပူခံရတယ်လို့လိုနဲ့လိုက်ဖက်နေတဲ့ရူဝမ်ကိုရီတယောက်ဦးထိုနေခဲ့ပါပြီခဏကြာမှတော့ထရီရှာတို့အတွဲရောက်လာပြီးတော့ရီကိုသူတို့ဝန်ခံစရာရှိတယ်လို့လာပြောတဲ့အချိန်မှာမင်းတို့နှစ်ယောက်တွဲနေတာကိုအစာကလေးကတီးနေကြတာဖြစ်ပြီးမင်းတို့နှစ်ယောက်ပျော်ရွှင်ပါစေလို့ဆုတောင်းပေးနေကြောင်းပြောပြလိုက်ပါတယ်။ညဘက်ရောက်မှတော့ကြီးကန်းတကောင်ကအိမ်ပြဘက်မှာအတန်ဆွဲငင်ပြီးအော်ဟစ်လျက်ရူဝမ်အိတ်နေတဲ့တကားပေါက်စီကိုလာနာခဲ့ပါတယ်။ရူဝမ်လည်းချက်ချင်းဆိုသလိုနိုးသွားပြီးတော့အိမ်မက်ရောင်သလိုလမ်းထားရှောက်ရင်းသူနဲ့တူတဲ့လူတယောက်ရဲ့အနောက်လိုက်သွားတဲ့အချိန်မှာသူရဲ့ပကုံးကိုလှမ်းပေါ်လိုက်တဲ့သူကတော့မကြီးပဲဖြစ်ပါတယ်။ရူဝမ်မင်းဒီမှာဘာလုပ်နေတာလဲ။ရူဝမ်လည်းအပြေမရှိနေတော့တေချာနားထောင်ပါဘာတွေပဲဖြစ်လာဝိညာဉ်နဲ့ပဲစကားပြောနိုင်မန်ဂျူလီကတေးမရဲ့ဝိညာဉ်ကိုတော့မင်းစကားပြောနိုင်မှာမဟုတ်ပါဘူးလို့ပြောရင်းနဲ့နောက်တစ်ခါဒီခန်းရှိကိုမလာဖို့ပါထပ်တတိပေးလိုက်ပါတယ်။မနက်ပေါ်လေးတော့ညကအဖြစ်ပြက်ကိုတွေးပြီးကြောင်းနေတဲ့အချိန်မှာပုံနှန်းငယ်ကရွာတကြီးကိုခေါ်လာပြီးရွာတကြီးရဲ့အမေဖြစ်သူနဲ့ပေးတွေ့ခဲ့ပါတယ်။တကယ်တော့ရွာတကြီးရဲ့အမေကတေဆုံးနေကြတာဖြစ်ပြီးရှိသမျှရွှေငွေလက်ဝဲတန်စာတွေအကုန်လုံးတိန်းထားခဲ့တာဖြစ်လို့အပွားကြီးရဲ့ဝိညာဉ်ကိုဘယ်နာထားခဲ့လဲမေးမြန်းခိုင်းပါတော့တယ်။အဲဒီအချိန်မှာပုံနှန်းမိသားစုဟာအပွားကြီးရဲ့ခေါ်မှာမြောက်ရုပ်ကိုထည့်ထားပြီး6လန့်ခဲ့ပေမဲ့တည်သွားတဲ့ရူဝမ်ကတော့မြောက်ရုပ်ကိုကောက်ပစ်လိုက်တဲ့အချိန်မှာအိမ်ထဲကပစ္စည်းတွေကတစ်ခုပြီးတစ်ခုပြုတ်ကျခဲ့ပြီးနောက်ဆုံးမှာတော့ရွာတကြီးရှာနေတဲ့ရွှေငွေလက်ဝဲတန်စာတွေကိုရှာတွေ့ခဲ့ပြီးပဲဖြစ်ပါတယ်။ဒါရဲပတ်လိုက်တဲ့ဘောမတတိုက်လိုနေတိုင်းနဲ့ပုံနာငယ်ကတော့အခုလေရူဝမ်ရဲ့နားကိုသွားပြီးအားလုံးလိုက်ဆိုကြသူ့နာမည်ရူဝမ်မဟုတ်တော့ဘူးရူဘာကဖြစ်သွားပြီးကွာဆိုပြီးအတန်ကောင်းဟစ်ခဲ့ပါတော့တယ်။နောက်တနေ့မှာတော့ရူဝမ်စီကိုပုံနာငယ်နဲ့ရွာတကြီးရောက်လာပြီးဘာဒီလိုဝေစားတွေနဲ့မလိုက်ဖက်ပါဘူးရွာသားတွေလက်ဆောင်ပေးတဲ့ဒီဝိယုံထဲမှာဘာကြီးကောင်းမှာပါလို့မြောက်ပေးလိုက်ပြီးမြောက်ပေးရင်ခွေးတောင်ကတ်တဲ့ရူဝမ်နဲ့သွားတွေ့တော့ချက်ချင်းဆိုသလိုဝေယုံကိုဝေးဆင်လိုက်ပြီးအမှန်တရားအတွက်ရွက်တီပေးပါတော့တယ်။ပုံနာကြီးတို့လေများလဲတပြေးပြေးနဲ့စီးပွားရေးရောကျလာပြီးတော့စိတ်သက်ကြနေခဲ့ပါတယ်။တနေ့ရွာထဲမှာရူဝမ်တယောက်လေကန်နေပုံနာငယ်ကလူဘာမင်းကတရွာလုံးကိုတော့ကူညီနေတယ်ငါကိုလည်းတေးသွားတဲ့မိမဝိညာဉ်နဲ့စကားပြောပေးပါအောင်လို့ပြောတဲ့အချိန်မှာမိမကပြန်ဝင်စားသွားပြီးဝိညာဉ်မဟုတ်တော့ဘူးအဲဒါကြောင့်စကားပြောလို့မရတော့ဘူးမိနာကမိမကမဝင်စားထားတဲ့ခန္ဓာကိုယ်ပဲလို့ပြောတော့တချင်လုံးမိမနဲ့ပဲသွားလာနေခဲ့ပါတော့တယ်။ဒါကြောင့်မှတော့ဦးလေးရဲ့သားဖြစ်သူကဘောလုံးလေးနဲ့လိုက်ဆော်ရင်းနဲ့ရီကိုတွေ့သွားခဲ့ပါပြီ။အင်ကြီးရဲ့အောက်ကိုဆင်းပြေးပြီးတော့ရီကိုတွေ့ခဲ့တဲ့အကြောင်းမြေပိုင်ရှင်ကြီးကိုပြောပြတော့ရူဝမ်ကအကြားကနေဟုတ်ပါတယ်ရီအသက်ရှင်နေပါသေးတယ်။ဒါပေမဲ့ဝိညာဉ်ဖြစ်နေပါခလေးနဲ့ခွေးတွေကဝိညာဉ်တွေကိုတခါတရံမြင်တွေ့တတ်ပါတယ်။ဒါကြောင့်အခုဒီကလေးလေးအခုလိုမြင်ရတာနေမှာပါလို့ရှင်းပြပေးခဲ့ပါတယ်။ကလေးကိုမန်ဂျူလီကအခန်းရှိကိုခေါ်သွားပြီးနောက်တစ်ခါရီကိုတွေ့တယ်ပြောရင်ဟိုအခန်းထဲမှာပိတ်ထားမယ်။အဲဒီမှာမင်းတော်လေးကိုတွေ့ရမယ်လို့ခြောက်လန့်ခဲ့ပါတယ်။ကလေးကိုခြောက်ပြီးတော့အခန်းရှိကနေပြန်မယ်လို့သူ့ရဲ့နားထဲမှာချလူတန်လေးကိုကြားလိုက်ပါတယ်။အနောက်ကိုလည်းမကြည့်ပဲအခန်းထဲကိုတန်းပြေးလာပြီးရီကသူ့ရဲ့ကြောက်စိတ်ကိုပြေပြောက်သွားအောင်ပန်ရှိကိုခေါ်သွားခဲ့ပါတယ်။တကယ်တော့သူ့ရဲ့ခေါင်းစုံမှာချလူလေးတချို့ကန့်ကျင်နေကြတာပဲဖြစ်ပါတယ်။တတမဲကြောက်နေတာလို့ရဲရင်ပြောလိုက်တော့ရူဝမ်ကတတမဲကြောက်တယ်ဟုတ်လားလူတိုင်းကအဲ့ဒီခန်းထဲမှာတရေရှိတယ်လို့ပြောကြတယ်လေဒီကြားတဲ့နင်းကိုတရားရောက်ကတွေ့သွားမှလည်းစိုးရိမ်နေရတယ်အဲဒီစိတ်ကိုဖျောက်ဖို့အပြင်ထွက်ရင်လေဒီဘာလုံးကငါ့ကိုတရေတွေနဲ့စကားပြောခိုင်းမှုအထင်းချိုင်းခေါ်သွားလိုက်တုတ်တန်ခေါ်သွားလိုက်နဲ့တကယ်ပြောတာငါဒီကနေထွက်သွားခြင်းနေပြီလို့စိတ်ပြက်လက်ပြက်နဲ့ပြောလိုက်ပါတယ်ရီကလေရတယ်ငါနားလေပါတယ်လို့ပြောပြီးပြန်ခိုင်းတော့ရီကိုမခွဲနိုင်ပဲချိုက်ပြီးနေပြီဖြစ်တဲ့ရူဝမ်တယောက်အကြိုက်ရိုက်သွားပြီးမပြန်ဖို့ပဲစဉ်းစားဆုံးဖြတ်လိုက်ပြီးရီကိုနမ်းမိုးတွေရွာခဲ့တယ်လို့ရီနဲ့တရားဝင်တွဲတဲ့အချိန်အထိပါဖြစ်သွားခဲ့ပါတယ်ညဘက်မှာတော့ဦးလေးနဲ့ရူဝမ်တို့ပွဲချနေကြပြီးဘသူပုံမှုလဲပြိုင်နေကြပါတယ်စကားပြောရင်းနဲ့အပေါ်နဲ့အကြောင်းရောက်သွားတော့မန်ဂျူလီကာရဲ့အကြောင်းမှာပါလာခဲ့ပါရယ်အဲ့ဒီအမှားကတော့နေရာတကာမှာသူမပါရင်မပြီးတဲ့လောက်ကိုဖြစ်နေတာပါလားဒီကိုရောက်ကြတဲ့ကမန်ဂျူလီကာလို့ပဲကြားနေရတယ်သူကဘာတူလဲဗျာသွားကြည့်မယ်ဆိုပြီးဦးလေးနဲ့တူမန်ဂျူလီကာရဲ့အခန်းရှိကိုရောက်ခဲ့ကြပါတယ်အခန်းတကာကိုဂါရာမန်တရားတွေနဲ့ပိန်အောင်ထားတဲ့ခရင်ကွာကြီးကိုဆွဲထုတ်လိုက်တဲ့အချိန်မှာလေပြင်းပြင်းတိုက်ခတ်လာပြီးတော့ခရင်ကွာကြီးကိုပြန်ဆိုင်လိုက်မှလေစိမ့်တိုက်တာရပ်သွားခဲ့ပါတယ်မြေပိုင်ရှင်ကြီးနဲ့မကြီးလည်းရောက်လာပြီးမင်းတို့ယူသွားပြီလားဒီကိုမလာနေလို့မှာထားတယ်လေဒီတကားနောက်ကွက်မှာရှိနေတဲ့ဝိညာဉ်ဟာတာမန်မဟုတ်ဘူးဆိုပြီးမကြီးကတော့ထပ်ပြီးသတိပေးခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအောင်လန်းပညာတက်ကျွန်းနဲ့မန်ဂျူလီကတရေမရဲ့အကြောင်းကိုပြောပြခဲ့ပါတော့တယ်လုံခဲ့တဲ့ပေါင်းများစွာကမြေပိုင်ရှင်ကြီးရဲ့မိသားစုစီမှာစရင်အင်းလို့ဖို့ကလာကတာကနေမန်ဂျူလီကအန်ဂျလီကာဆိုတဲ့ညီမနှစ်ဦးနဲ့တူသူရဲ့ဖခင်ကိုခေါ်ခဲ့ပါတယ်ဖခင်ဖြစ်သူကစရင်ကိုင်းလို့ပြီးဆိုကရေးဒီပါတက်ကျွန်းတော့အမညီမကိုအကားတင်ပေးခဲ့ပါတယ်အန်ဂျလီကာရဲ့အကားတမှုထိုးကြနေတော့ဖခင်ဖြစ်သူဟာအန်ဂျလီကာကိုပဲချေးမွမ်းနေခဲ့ပါတယ်
ဒါကိုမန်ဂျူလီကာကမနာလိုဖြစ်ပြီးတော့မနာလိုမိုးတွေကနေတစ်စစ်အမုန်းတွေဖြစ်ပြောင်းလဲခဲ့ကြပါရယ်ဒါပါရီတို့ဘုရားသွားကြတဲ့ချိန်မန်ဂျူလီကာကတော့အော်လန်ဆရာကြီးစီမှာအော်လန်ပညာတွေကိုတွားရောက်လေ့လာနေခဲ့ပြီးစာဖတ်ရမယ့်အချိန်မှာလည်းဂါရမန်တရားစာအုပ်တွေကိုဖွက်ပြီးသင်ယူနေခဲ့ပါရီအော်လန်ဂါရမန်တွေပြင်အကိုရီတွေရဲ့အမောင်လောကအကြောင်းတွေပါလေ့လာသင်ယူခဲ့ပါရီမန်ဂျူလီကာတယောက်မြေပိုင်ရှင်ကြီးရဲ့တားကိုတစ်ဖက်သက်သဘောကျနေခဲ့ပြီးသူရဲ့ဇနီးဖြစ်ဖို့ရာယာနီလက်နဲ့ကြိုးပမ်းနေခဲ့ပါရီမြေပိုင်ရှင်ကြီးကမန်ဂျူလီကာတို့ဖေဖြစ်သူကိုခမားသဘောတူမယ်ဆိုရင်ကောမလီကိုကျုပ်အိမ်တော်ရဲ့ချွေးမဖြစ်လက်ခံကျင်တယ်လို့ပြောပြီးသူ့ရဲ့သားကစာရီခြုံပေးတဲ့အချိန်မှာမန်ဂျူလီကာကိုကင်ခိုင်းထားပြီးအန်ဂျူလီကာကိုရွေးချယ်ခဲ့ပါရယ်အဲဒီအချိန်မှာလည်းမန်ဂျူလီကာရဲ့မနာလိုမုန်းထားမှုတွေဟာတစားတစားပိုကြီးလာပြီးအန်ဂျူလီကာရဲ့သူတို့သမီးအဝေးစားနဲ့ဘီကနေသပင်တွေကိုယူပြီးအော်လန်ပညာနဲ့ပြုလုပ်နေချိန်အဖေဖြစ်သူရောက်လာတဲ့အခါမှာတော့မန်ဂျူလီကာနင်ပါရီလုံနေတာလေအော်လန်သုံးပြီးနေအမောက်ကိုတတ်ချင်နေတာလားသူ့ကိုမတတ်ခင်နင်ပါလို့မသေးသွားလိုက်တာလေနင်လိုကောမလေးမျိုးမမွေးလာခဲ့ရမှာဖះသခင်ကငါ့ကိုသမီးတယောက်ပဲပေးခဲ့ရမှာလို့ပြောတော့မန်ဂျူလီကလည်းဖခင်ဖြစ်သူကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်သူရဲ့မနာလိုမုန်းတီးမှုတွေအဆုံးမတန်နိုင်ပဲအိမ်မှာကြံခဲ့တဲ့အန်ဂျူလီကာကိုပါတွားတက်ခဲ့ပါတယ်ယောက်ျားဖြစ်သူကဝင်တာတော့ယောက်ျားဖြစ်သူကိုပါလဲပေးညစ်နေတဲ့အချိန်အနောက်ကနေအန်ဂျူလီကာကမန်ဂျူလီကာကိုဓာတ်နဲ့ထိုးတက်လိုက်ရပါတယ်အန်ဂျူလီကာတယောက်သူညမဖြစ်သူကိုတတ်မိလို့ဝမ်းနေနေတာကိုယောက်ျားကအားပေးစကားပြောနေတဲ့အခါမှာပဲမန်ဂျူလီကာအိမ်ရဲ့ဝရန်နာကနေထုံချခဲ့ချိန်မှာတော့ဒေါက်ကီတာတယောက်လိုဖြစ်သွားခဲ့ရပြီးနောက်ဆုံးမှာတော့ဘိုးတော်တယောက်ကိုပေးငယ်ရပြီးမန်ဂျူလီကာရဲ့ဝိညာဉ်ကိုအခန်းတစ်ခုထဲမှာပိတ်လောင်ထားခဲ့တာအခုအချိန်ထိပါပဲလို့ပြန်ပြောပြခဲ့ပါတယ်။ဒီပိုင်ရှင်ကြီးကငါတို့ကန်ဆိုးတာပဲလားမန်ဂျူလီကာရဲ့ချိန်စာကပဲအစွမ်းထက်တာလားမပြောတတ်တော့ပါဘူး။အဲဒီချိန်ကလေးကမိသားစုဝင်ရှေ့ရောက်ထိဆုံးရှုံးခဲ့ရတယ်လို့ပြောတော့လူအန်နဲ့လန့်သွားပြီးတော့အဲဒီကန်ကြီးတွေကိုမသွားတော့ပါဘူးလို့ပြောခဲ့ပါတယ်။နောက်ညမှာတော့ရီနဲ့တူအိမ်ပြင်ကိုခိုးထွက်ကြတာကိုပုံနာငယ်တယောက်မြင်သွားတော့ရီမသေးသေးဘူးဆိုပြီးပုံနာမိသားစုကိုခေါ်ကမိပိုင်ရှင်ကြီးစီကိုလာရောက်တိုင်ကြားခဲ့ပါတယ်။တိုင်လုံးကိုရှာဖို့ပြောတော့ပုံနာကြီးပုံနာငယ်ပါဝင်အိရှိလူအကောင်ရီကိုရှာခဲ့ကြပါတယ်။ဒါပေမဲ့ရှာလို့မတွေ့ခဲ့ပါဘူး။ဘာဖြစ်လို့ရှာမတွေ့ခဲ့တယ်လဲဆိုရင်လူအန်နဲ့ရီတို့လည်းအကြက်ရိုက်ပြီးကြံရမရတဲ့ဆုံးမန်ဂျူလီကာရဲ့အခန်းထဲကိုဝင်ပုံးနေခဲ့လို့ပဲဖြစ်ပါတယ်။ရီတယောက်မကြောက်မြို့အခန်းထဲကိုဝင်သွားတဲ့အချိန်အနောက်ကနေမန်ဂျူလီကာပေါ်လာခဲ့ပါပြီ။ပုံနာမိသားစုကလည်းတိုင်လုံးနဲ့ရှာနေခဲ့ပေမဲ့မတွေ့တာကြောင့်ရီကမန်ဂျူလီကာရှိတဲ့အခန်းထဲမှာပုံးနေလောက်တယ်လို့မြေပိုင်ရှင်ကြီးကိုပြောလိုက်တဲ့အခါမြေပိုင်ရှင်ကြီးကလည်းဒေါသထွက်သွားပြီးပုံနာကြီးကိုပါရိုက်ခဲ့ပြီးမကြီးကဒီကန်းကိုဘယ်သူမှမဖွင့်ရတော့ပါဘူးမင်းကိုတန်ရထားမိတဲ့အတွက်တောင်းပန်ပါတယ်လို့ရူဝမ်ကိုတောင်းပန်ခဲ့ပါရီတကယ်တော့ရီတယောက်မန်ဂျူလီကာအခန်းထဲမှာဘယ်လိုပဲပုံဖြစ်နေပြီလဲဆိုတာမသိနိုင်သေးပါဘူးအကုန်လုံးပြန်သွားချပြီးတော့ရူဝမ်နဲ့ရီကိုသွားရှာတော့ရီတယောက်မန်ဂျူလီကာအခန်းထဲမှာမန်ဂျူလီကာဝင်ပူးသလိုကခုန်နေခဲ့ပါတော့တယ်ရူဝမ်ကြောင်6လို့ဝါမှတွေ့လားငါနဲ့ကိုစားနောက်နေတာဘယ်မန်ဂျူလီကာမှမရှိဘူးဒါအပေါ်မြင်တက်တက်ပဲလို့ပြောပြီးတော့အခန်းထဲကနေထွက်လာကြပါရီနောက်နေ့မှာထရီရှာတို့ရဲ့မင်္ဂလာပွဲကိုကျင်းပနေချိန်ရူဝမ်ကတော့အသေးအတန်ကာနေပါရီဘယ်ကြီးကရောက်လာပြီးထရီရှာမင်္ဂလာဆောင်တာကိုရီကစိတ်ဆိုးနေလို့လားဘယ်လိုဖြစ်လို့တိုင်လုံးမှရှိတဲ့ပစ္စည်းတွေကိုပေါက်ခွဲနေတာလဲလို့မေးတော့ရူဝမ်နဲ့ချောင်သွားပြီးတော့ရီကိုလမ်းပေးလိုက်တဲ့အချိန်မန်ဂျူလီကာလို့သာပြန်ဖြေခဲ့ပါတော့တယ်ဟုတ်ပါတယ်သူတို့မနေ့ကအခန်းကိုဖွင့်ဝင်လိုက်တဲ့ကမန်ဂျူလီကာတရေမဟာအပြင်ကိုထွက်သွားခဲ့တာပဲဖြစ်ပါရီခဏကြာမှတော့သူမရှိနေကြောင်းကိုပြသတဲ့အနေနဲ့ဒီလက်စာဖုံးလေးနယ်ရီဒုရိယာတွေကိုလေပေါ်ကိုမြောက်ပြခဲ့ပါတော့တယ်ဒါဝေခွင်ကောင်းယူတဲ့ရူဝမ်ကတော့ပစ္စည်းတွေအောက်ပြန်ချလိုက်ပါလို့ပြောနေတော့မြေပိုင်ရှင်ကြီးကရီပျော်ရွှင်ရမယ့်အချိန်မျိုးမှာဘာလို့နောက်ရှက်နေရတာလဲပေါက်တက်ကြရတွေမလို့တော့နဲ့လို့ပြောတော့ဦးလေးပြစ်သူကိုပါဆွဲလဲပြီးဘေးကိုပြစ်ခဲ့ပါရီရူဝမ်ကအောက်ကိုချရတော့ပြောနေတယ်လို့အော်တော့မှပစ္စည်းတွေကိုအောက်ချခဲ့ပြီးခြံဝါမှာရှိတဲ့မုံဦးမှာဇောက်ထိုလန်ရှောက်ပြနေခဲ့ပါရီအကောင်လုံးကတော့ရီလိုထင်နေကြပေမဲ့ရီမတေမန်တင်နေခဲ့တဲ့ရူဝမ်တယောက်အချောက်ကြီးကြောက်နေပြီးတော့အထုပ်ပြင်းပြီးထွက်ပြေးဖို့လုံနေပြန်ပါပြီတကယ်တော့သူတို့နေ့လည်ခင်းကတွေ့ခဲ့ကြတဲ့တရေမဟာအယောင်ဆောင်တရေမသာဖြစ်ပြီးပုံနာကြီးရဲ့မိမအယောင်ဆောင်ထားတာပဲဖြစ်ပါရီဒါပေမဲ့ဘုံလီဒူရီယာတွေကိုလေပေါ်မြောက်ပစ္စည်းတွေကိုခွဲနေကြတာဟာမန်ဂျူလီကာတရေမကြီးပဲဖြစ်ပါရီညဘက်ရောက်လူတွေအားလုံးအိမ်မိုးချနေတဲ့အချိန်မှာမကြီးရဲ့ခြေထောက်ဆောင်းဆွဲတာခံခဲ့ရပြီးအခန်းပြင်ကနေအရင်မဲကြီးဖျောက်ကွယ်သွားခဲ့ပါရီမကြီးလည်းစိတ်ကူနေတာနဲ့ဓမီနဲ့လိုက်ရှာတဲ့အချိန်မှာရန်နာတစ်ခုလုံးကြီးကမဲတွေကိုနေရာနဲ့တွေးခဲ့ပြီးအခန်းထဲကိုပြန်ရောက်တော့သူ့ယောက်ျားရဲ့ဘေးမှာမန်ဂျူလီကာတရေမဟာအစင်သေးဆောက်နေပြီးသူ့ကိုခြောက်လန့်ခဲ့ပါရီမကြီးလည်းလူအန်းရဲ့အခန်းကိုသွားပြီးတော့ရီပမာလည်းရီအသက်ရှင်နေတာကိုငါသိတယ်ပုံနာရီရဲ့စကားဟာအမှန်ပဲရီမတည်ဘူးရီမန်ဂျူလီကာရဲ့အခန်းထဲမှာဖွက်ထားခဲ့တာကိုငါသိလာခဲ့ပြီလို့ပြောတော့မှလိမ်မရတဲ့ဆုံးမှာရီလည်းမကြီးရှိကိုထွက်လာပြီးအကြောင်းဆုံးကိုဝန်ခံတော့မှအဲ့ဒါကအရေးမကြီးဘူးရီအရေးကြီးတာကမန်ဂျူလီကာအပြင်ကိုရောက်နေပြီးတော့သူ့ကိုလာတိုက်ခိုက်တဲ့အကြောင်းကိုပါပြောပြခဲ့ပါရီမန်ဂျူလီကာတရေမက16နှစ်လောက်အခန်းထဲမှာတစ်ချိန်လုံးစဉ်းစားနေကြတယ်အပြင်ထွက်လာရင်နင်းကိုဘယ်လိုနည်းနဲ့တိုက်ရမလဲလို့ဒါပေမဲ့လွယ်လွယ်နဲ့မတတ်ဘူးတ
အရင်ဦးဆုံးနေမိသားစုကိုတယောက်ချင်းစီတပ်ပြမယ်နေခံသားစီရမယ်ငိုရမယ်ဒါပေမဲ့ဘသူမှကိုကယ်နိုင်မှာမဟုတ်ဘူးနောက်ဆုံးမှနေလဲအဆုံးသတ်စီရမယ်လို့ပြောပြီးပျောက်ကွယ်သွားခဲ့ပါရီရူအန်ရိတ်နဲ့မရီတို့၃ယောက်ဟာမော်တက်ပညာမှာတစ်ဖက်ကမ်းမတက်ကျွမ်းကျင်တဲ့မော်စရာကြီးစီကိုသွားပြီးတော့မန်ဂျူလီကလွတ်သွားတဲ့အကြောင်းပြောပြခဲ့ချိန်မှာတော့မဖြစ်ဘူးဆက်ရှင်နေလောက်အခန်းထဲမှာပိတ်ခံထားရတာသူဘလောက်ဒေါသထွက်နေမလဲခံမန်းလို့တော့ရမှာမဟုတ်ဘူးအခုမကောင်းဆိုးအမကပိုပြီးတကိုးကြီးလာပြီပြန်ပြီးဖမ်းဆီးချုံနှောင်မှုမလွယ်ကူတော့ဘူးလာချက်တဲ့နေ့ကတရေတစီတွေရဲ့အားအနည်းဆုံးအချိန်ပဲနောက်3ရက်နေရင်လာချက်မှာအရိချိန်ထိနေလို့မိသားစုနားကိုကန့်လို့မရအောင်အကာအကွယ်ကားတာ3ရက်ဆက်တိုက်မနာနဲ့ရုပ်ဖက်နေမယ်လာချက်တဲ့နေ့ရောက်ရင်မန်ဂျူလီကာကိုဖမ်းဆီးချုံနှောင်ပေးမယ်လို့ပြောခဲ့ပါရီဒါပေမဲ့သူပြောလို့မှမဆုံးဘူးဆိုင်ကြီးမှာတော့အိုးလေးရဲ့ကလေးအားလေပေါ်မှာဝဲပြန်နေပြီးရီးထင်းတဲ့အကြောင်းလည်းမရှိစော်ကားနေကြပါရီလူအန်အိတ်နေတော့နိုးလာခဲ့ပြီးတော့ရှောက်သွားနေနဲ့မန်ဂျူလီကာရဲ့အခန်းထဲကိုရောက်လာခဲ့ပါရီအခန်းထဲမှာအိုးလေးရဲ့သားကရုပ်ပုံလေးတွေကိုဆက်နေပြီးနောက်ဆုံးပုံလေးကိုရူအန်ကိုဆက်ခိုင်းလိုက်တဲ့အခါမှာတော့မန်ဂျူလီယာတရေမှသူ့အနားကိုရောက်လာခဲ့တယ်လို့အိမ်မက်မက်နေကြတာဖြစ်ပါရီဦးလေးဖြစ်သူကိုပျောက်လို့တိုင်လုံးလိုက်ရှာနေကြချိန်မှာတော့ဦးလေးဖြစ်သူကတော့မန်ဂျူလီကာရဲ့အခန်းထဲမှာတိုးနေအောင်ဟောက်ပြီးအိမ်နေပါရီဒီလိုနဲ့လာချက်တဲ့နေ့ရောက်လာပြီးတော့မော်စရာကြီးတို့အဖွဲ့ဟာမန်ဂျူလီကာကိုဖမ်းဆီးချုံနှောင်ဖို့ရောက်လာတဲ့အခါမှာမန်ဂျူလီကာတရေမှမော်စရာကြီးရဲ့ခန္ဓာကိုယ်ကိုမှဝင်ပူးလိုက်ပြီးသူ့တပွဲတွေကိုတယောက်မကြံတက်ပြစ်ခဲ့ပါရီမော်စရာကြီးလည်းလမ်းဖြတ်ပြီးထွက်ပြေးခဲ့ပါရီလူအောင်ကတော့ရွာထဲမှာရူပပါအနေနဲ့ဝိညာဉ်တစ်ခုကိုစကားပြောနေတဲ့အချိန်နေရရဲ့ခြားတစ်ဖက်မှာမန်ဂျူလီကာအယောင်ဆောင်ပြီးလူအန်ကိုခြောက်လန့်နေကြတဲ့အကြောင်းလူအန်နဲ့ဒေါသထွက်သွားပြီးပုံနာကြီးရောပုံနာငယ်ကိုပါရိုက်ခဲ့ပါရီပုံနာကြီးရဲ့မိမလည်းထွက်ပြေးလာချိန်မှာတော့မန်ဂျူလီကာတရေမှအစ်စ်နဲ့တွေးခဲ့ပြီးလမ်းပြီးနေရာမှာရမိလေခဲ့ပါရီပုံနာကြီးနဲ့ပုံနာငယ်ပါမန်ဂျူလီကာကိုတွေးတော့နေအောင်စလုံးထွက်ပြေးခဲ့ပြီးလူအန်စီကိုပါရောက်လာခဲ့ပါရီလူအန်ကဆာဆာတွေးချင်းမန်ဂျူလီကာတရေမှလို့မထင်ခဲ့တာအကြောင်းနောက်ပြောင်းနေခဲ့ပြီးတော့ရက်နေတဲ့ခြေထောက်ကြီးကို360လဲပြားတော့မှလူအန်နဲ့လန်သွားပြီးထွက်ပြေးခဲ့ပါရီဘယ်နေရာကိုထွက်ပြေးပြီးမလွတ်တာအကြောင်းနောက်ဆုံးမှတော့ကြောက်တုံးတွေစီထားတဲ့ကမ်းမတစ်ခုမှာပိတ်မိနေခဲ့ပါရီခဏကြာမှတော့အင်ကြီးတိန်လုံးကမီးပြတ်မောင်မဲနေပြီးလူအန်နဲ့အင်ကြီးစီကိုဒလန်ချင်းရှောက်ပြီးပြန်လာခဲ့ပါရီမန်ဂျူလီကာဝင်ပူထားသလားအောင်မေးရတယ်မန်ဂျူလီကာဆိုနေကြတခြင်းကိုဆိုပြီးကောက်ခုံနေပါရီမိပြသူကရူအန်လို့ခေါ်မှအသေးစိတ်ပြန်ဝင်လာခဲ့ပြီးမြေပိုင်ရှင်ကြီးကအစင်ပြေလားရူအန်လို့မေးတော့အစင်ပြေတယ်လို့သာဖြေခဲ့ပြီးဦးလေးကလည်းနောက်ကျနေပြီးသွားအိတ်တော်လို့ဒိန်လုံးက6စိတ်ဖြစ်နေတဲ့အကြီးတွေကိုစီနဲ့သူ့ကိုစကားပြောနေကြတာပါရူအန်လည်းမကြီးရဲ့ယောက်ျားနာကိုသွားကဒီလိုစကားဆိုလိုက်ပြီးတေကားတွေပေါ်တလန်းချင်းထပ်သွားခဲ့ပြီးမြဲရဲတန်ချက်ကြီးအော်ရလိုက်ပြီးတော့ရှင်တို့ကလည်းထူးဆန်းလိုက်တာဘာလို့ဒီအိမ်မှာပန်းတွေဒီလောက်တောင်ဆင်ထားတာလဲမနှက်ပြန်မင်္ဂလာဆောင်ရှိတယ်လေလို့မကြီးကပြောတော့ဘာလို့မနှက်ပြန်မင်္ဂလာဆောင်ဖြစ်ရမှာလဲဒီနေ့သူရဲ့အာထုပါဖြစ်ရမှာလေလို့ပြောပြီးမကြီးကိုလက်ညှိုးထိုးလိုက်ပြီးငါလွတ်လာတာကိုသူတို့ကမပြောပြထားဘူးလားလို့မေးလိုက်ပါရီဟုတ်ပါတယ်ရူအန်ကိုမန်ဂျူလီကတရေမှဝင်ပူးပြီးဘေးနာကလူကိုပါရိုက်နှက်ခဲ့ပြီးတော့ဒီတစ်ခါတော့ချမ်းသာမပေးဘူးနော်အလုံးမပေးဘူးငါကမန်ဂျူလီကလို့អော်လိုက်တဲ့ချိန်တိုင်လုံးနဲ့ထွက်ပြေးနေကြပြီးတကားတွေလည်းပိတ်သွားခဲ့ပါပြီဦးလေးဖြစ်သူကရီကိုတွေ့သွားတော့ဝမ်းသာအားရနဲ့ဟေးမန်ဂျူလီကကြည်လိုက်နေနဲ့တိုက်ခိုက်ဖို့ဘသူလာလေလို့ငါတို့စီမလည်းတရေမှတကောင်ရှိတယ်လို့ဂုံယူဝင်ကြားစွာပြောနေတော့မှပဲရီကသူမမတည်သေးချောင်းပြောတော့မှငြိမ်သက်သွားပြီးမန်ဂျူလီကရိုက်သမျှကိုခံခဲ့ရပါတော့တယ်တစ်တွေကြာကြီးထိဒေါသတွေဖြစ်နေကြရတယ်ငါနှလုံးသားတွေကဒေါသမီလီယံတွေနဲ့လက်စားချရတော့မယ့်အချိန်မှာနေရာအဖြစ်သွေးတွေပဲရှိနေစေရမယ်လို့ပြောတော့အဖေဘလို့နည်းနဲ့ပဲဖြစ်ဖြစ်မော်စရာကြီးကိုပင်းရတော့မယ်လို့မကြီးကပြောလိုက်တဲ့အချိန်မှာမော်စရာကြီးရဲ့အလောင်းဟာအပေါ်ရက်ကနေပြုတ်ကျလာခဲ့ပါရီနင်းကိုကဲမဲသူတော့သွားပြီးအခုဘလို့လုံးမလဲဆိုပြီးမကြီးစီကိုသွားတဲ့ချိန်မှာဓာတ်ကနေရီကလိုက်ထားခဲ့ပါရီမကြီးလည်းဓာတ်တစ်ချောင်းကိုဆွဲကိုင်းပြီးရီရဲ့လေဘင်းပေါ်တင်လိုက်ကရှေတလန်ထိုးရာနဲ့ရီလေဘင်းကိုဖျက်ပစ်မဲ့အန်ဂျူလီကာလို့အော်ပြောလိုက်ချိန်မှာတော့ဒိုင်သားလုံးအန်ဟောမင်သက်သွားကြပြီးလူအန်ကအန်ဂျူလီကာလားမန်ဂျူလီကာလားလို့မေးတော့မှမကြီးပြည့်စုလေသူကိုသူဟာသွားပြီးငါတပွားလုံးလိန်ထားခဲ့တဲ့အမားကိုငါကိုယ်တိုင်ဖုံမိလိုက်ပြီဆိုတဲ့အတွေ့ဝင်သွားခဲ့ပါရီလူအန်တီကိုပြန်မလာခင်ကြောက်ကမ်းမနာမှာဒဲမကြီးကအသက်ရှင်ရင်ရီကိုပါတပါးတည်းခေါ်ပြီးဒီကနေထွက်သွားလိုက်ပါလို့ပြောတော့အရေးကဲနားနေတဲ့ရူအန်ကကျွန်တော်ကိုဘာလို့ကဲခဲ့တာလဲမကြီးလို့ပြောလိုက်တဲ့အခါမှာတကယ်တမ်းတည်သွားခဲ့တဲ့သူကအန်ဂျူလီကာဖြစ်ပြီးမန်ဂျူလီကာကအန်ဂျူလီကာဖြစ်အယောင်ဆောင်နေခဲ့ကြောင်းရှင်းပြပေးခဲ့ပါရီမြေပိုင်ရှင်ကြီးခင်ဗျာကျွေးမဆုံးသွားတာဆက်ရှင်နဲ့လောက်ရှိပါပြီလို့ပြောတော့မှအန်ဂျူလီကာတရေမှလည်းထွက်လာခဲ့ပြီးသူမရဲ့ဖြစ်ကြောင်းကုံစင်းကိုရင်ဖွင့်ပြပါတော့တယ်အန်ဂျူလီကာမင်္ဂလာဆောင်တဲ့နေ့မှာမန်ဂျူလီကာကပါကင်ဖြစ်သူကိုတက်ပြီးသူမလုံးမဲ့အစီရင်ကိုဆက်လုပ်ခဲ့ပါတယ်ဒါပြင်ဒီအစီရင်ကိုကိုကြီးအားဖြည့်ပေးတဲ့လူကမော်စရာကြီးဖြစ်လို့နေခဲ့ပါရီအစီရင်ကြောင့်အန်ဂျူလီကာအိနေရာကနေထားတာပြီးအန်ဂျူလီကာဖြစ်ကနေမန်ဂျူလီကာဖြစ်သူပြောင်းလဲနေခဲ့ပြီးမန်ဂျူလီကာကတော့အန်ဂျူလီကာဖြစ်သူပြောင်းနေခဲ့ပါရီမန်ဂျူလီကာကအိယာတွေကိုဝင်လာပြီးအရေးချိန်ကနေစားလို့အန်ဂျူလီကာဖြစ်စတင်ဟန်ဆောင်ခဲ့ပါရီ
အော်လန်တက်ပညာနဲ့အလောက်ခံရတဲ့အန်ဂျူလီကာဟာအတီးစိတ်ကင်းမဲ့နေပြီးဒါတစ်ချောင်းနဲ့သူတို့ကိုလာတက်တဲ့ပုံစံလှုပ်ကြံဖန်တီးထားတာပဲဖြစ်ပါတယ်အန်ဂျူလီကာကသူ့ယောက်ျားသူလည်းပဲညစ်နေပြီးမန်ဂျူလီကာကအလိုက်တင်လေးအနောက်ကနေသူ့အမဖြစ်သူကိုဓာတ်နဲ့ထိုးတက်ခဲ့ပါရယ်နောက်ပြီးယောက်ျားဖြစ်သူကသူမိမအန်ဂျူလီကာဟာတေးသွားပြီးသူ့ဘေးမှာရှိနေတဲ့မိမကမန်ဂျူလီကာမန်းလေးရိပ်ပြီးရောတခါတည်းရန်နာကနေတွန်းချလိုက်တာဒိုကီတာဘွားကိုရောက်သွားခဲ့ရပါတယ်ရီကာစိတ်မကောင်းဖြစ်ပြီးမကြီးလွတ်လာတော့မှဘာလို့ဘာမှမလုပ်ခဲ့တာလဲမီးတော့ဆဆလို့ချင်းမှာသူညီမမန်ဂျူလီကာစီသွားခဲ့ပေမဲ့မန်ဂျူလီကာပြောလိုက်တဲ့စကားတွေကြောင့်နောက်ဆုတ်ခဲ့တာပဲဖြစ်ပါတယ်။နင်ကကိုတက်လိုက်ဆမ်းမှာဒါဆိုဆက်ရှင်နှစ်လုံးလုံးသူတို့ကိုကျင်နာယူရပေးလာတဲ့သူဟာမန်ဂျူလီကာဖြစ်ပြီးငါ့ကိုရဲဆက်ဆက်တက်သွားတဲ့သူကတော့နင်အန်ဂျူလီကာဖြစ်နေမှာပေါ့။ဒါဆိုသူတို့ကိုနင်ဘယ်လိုသွားပြောပြမလဲမေးခဲ့ပြီးငါ့ကိုတက်လိုက်လို့နင်လည်းစားချေလို့တော့ပြီးသွားမယ်။နင်မိသားစုကတော့ပြန်ရမှာမဟုတ်တော့ဘူး။နင်ကိုအကုန်လုံးကမုန်းတီးသွားကြပြီ။နင်အမှန်တရားကလည်းဘယ်တော့မှပေါ်လာမှာမဟုတ်တော့ဘူးလို့ပြောခဲ့တာအကြောင်းဖြစ်ပါတယ်။ရေပိုင်ရှင်မိသားစုကြီးတစ်ခုလုံးဒီအဖြစ်မှန်ကိုသိသွားတော့ကျိုးသားသမျှအရာအလုံးတဲတဲ့ရည်သွန်းသလိုဖြစ်ပြီးဒါပေမဲ့ဒီအကြောင်းကိုဘယ်သူမှသတိမထားမိခဲ့ကြဘူးမလား။အော်သတိထားမိတဲ့လူတွေကဒီတပ်ပုံတွေကလူတွေပဲတွေဆိုပြီးပြတော့မှတပ်ပုံတွေကလူ800ဝါသူမရဲ့အကြောင်းကိုသိတဲ့လူတွေဖြစ်တာကြောင့်တရေမရဲ့ချိန်စာအကြောင်းသိရတယ်ဆိုပြီးလှုပ်ချန်ဆက်ခင်ထားတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူမရဲ့ဆက်ရှင်နှစ်ကြာကိန်းအောင်ထားတဲ့အမျက်ဒေါသတွေကိုပေါက်ကွဲထွက်ဖို့အချိန်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။မန်ဂျူလီကာရဲ့လေပင်ကိုညှစ်ကောက်လွတ်ပြက်ခိုင်ပေါက်လိုက်ပြီးတော့လေပင်ကနေဒရထိုက်ဆွဲသွားပြီးသူမကိုဖမ်းဆီးချုံနှောင်ခဲ့တဲ့အခန်းထဲကိုပြစ်ထလိုက်ကအခန်းကိုပယ်လိုက်ပါရယ်မိသားစုဘက်ကိုလဲပြီးမြေပိုင်ရှင်ကြီးကိုအဖေရီကိုစိတ်မဆိုးပါနဲ့တော့သူသာမလိန်ခဲ့ရင်သမီးရဲ့အမှန်တရားပေါ်လာမှာမဟုတ်ပါဘူးလူဟန်ငါရင်တွေကဘယ်သူမှနားမလဲနိုင်နဲ့နာကျင်မှုတွေကိုနင်နားလည်နိုင်ခဲ့တယ်ဒီနေ့နေကျေးဇူးကြောင့်ငါမိသားစုနဲ့ဆုံဝင်ရတယ်ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ရမလို့ပါဘူးကျွန်တော်တို့ကဝိညာဉ်တွေကိုမိသားစုနဲ့တွေ့ပေးတာလေးလို့ပြောလိုက်ပါတယ်ရှင်တို့အားလုံးပြန်มาတော့ညီမနှစ်ယောက်ကြားကိစ္စကအခုထိမပြီးပြတ်သေးဘူးလို့ပြောပြီးအခန်းထဲကိုဝင်သွားခဲ့ပြီးနောက်မှာတော့မန်ဂျူလီကာရဲ့စိုးစိုးဝါးအော်တန်ကြီးကထွက်ပေါ်လာခဲ့ပြီးဇလန်လေးကိုဆုံးသက်သွားခဲ့ပါတယ်ကျွန်တော်တို့ရဲ့ Diamond Flame OSA Channel ကို Like and Subscribe မလုပ်ရသေးသူများလည်းလုပ်ခဲ့ကြပြီးနောက်တင်ဆက်ပြီးမယ်ဇလန်ကောင်းများစွာကိုကြည့်ရှုခံစားနိုင်အောင်ဘေးနောက်က Notification ကောင်းလေးကိုလည်းဖွင့်ပေးခဲ့ကြပါအောင်ခင်ဗျာအဆုံးထိကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ